ဒီမတန်ဇလံတခုပါယုံအခါခွင့်သင်လို့ပြောရန်ရပြီဇလံဆိုနွမ်းသားရဲ့ကိုရည်ညမ်းနဲ့ဒေါ်လာမပန်းသူတို့ဇလံစာဘုံအတူဝဲတခုမှလာကကြုံတယောက်နဲ့တယောက်မျက်လုံးလန်းစုံမြန်လေကြည့်တဲ့အခါများအသေးဝင်ဖို့အသေးချင်းနားလေပုံများပြော၍မကုန်ကိုရည်ချမ်းနဲ့မပန်းမို့ကိုရည်ချမ်းနဲ့မပန်းမို့မေတ္တာဇလံဒီကစလာဖို့မပန်းမုံမြတ်ကံသာမှာဖော်တဲ့ရဲ့ဆုံးရေအိုးတွေကိုစီပိုက်ခါရှိသူငါပင်ပါလာဖို့မျောမှန်းငါတွေးထင်ထားမပန်းမုံငါလေးမလားလို့တွေ့ချင်ဆိုရဲ့သူမရင်ခုံချစ်မိပြီးမြင်မြန်ရာကိုရင်ချမ်းလေးထက်ရဖို့မြတ်ကံမောင်ရိုးမကွယ်မပန်းမလာရှိမဝနိုင်ရှာဘူးရှိသူငါပင်ပါလာဖို့မျောမှန်းငါတွေးချင်ထားမပန်းမုံလာလေမလားလို့တွေ့ချင်ဆိုရဲ့သူမရင်ခုံချစ်မိပြီးမြင်မြန်ရာကိုရည်ချမ်းနေခဲ့ရဖို့မြတ်ကံမောင်ရိုးမကွယ်မပန်းမလားရှိမဝနိုင်ရှာဖို့မြစ်တာမြနိုင်မလားကွယ်ကံမောင်ရိုးမရှင်းလာပြီတပုံတူတူလေးအနာကခါဒီမှာမပန်းမို့ပြောပါရစီတော့ချစ်တဲ့ဇလံဆိုလုံမပြောဖို့တပြင်းနဲ့ပန်းတွေပင်းတဲ့အခါမှာကျုံရွာသူမေးလုံမေးကြောနဲ့လေတော့ဆင်းလဲတွေ့ပါရဲ့ပန်းမို့ရပြောင်းလာကူဝေးမဲ့ကူရှင်ရဲ့ကိုမှပန်းမလွယ်ပြောပြရင်တော့ကကြုံနီးရဲ့မြင်ချင်းလို့ဝေးခဲ့ဘူးဇလံတစ်ခွင်ကိုဖြင့်မတန်းကြရမယ်ပန်းမို့ကိုဘဝဒနာမကျွေဝသမှုဒေါ်လာနဲ့ညီဖို့ရာနည်းနည်းမှမဖြစ်နိုင်ပေမဲ့အသက်နဲ့အောင်ဆွဲချစ်မိဖို့ဒါတွေပြောရင်သူမယုံချစ်ချင်းမြတ်တာသဘောမှာနေနေမြင့်နေမရှိဘူးပန်းမို့စကားမဆုံးရင်မပန်းမို့သူနဲ့ဝေးရာထွက်ခွာသွားသည်အဖြစ်နဲ့ကြုံနောက်တစ်ခါဆုံးရင်တော့ပြောရအောင်မယ်ချစ်တဲ့ဇလံဆုံး
ဒါတွေပြောရင်သူမယုံချစ်ချင်းမေတ္တာသဘောမှာနှိမ့်နေမြင့်နေမရှိဘူးပန်းမို့စကားမဆုံးရင်မပန်းမို့သူနဲ့ဝေးရထွက်ခွာသွားသည်အဖြစ်နဲ့ကြုံနောက်တစ်ခါဆုံးရင်တော့ပြောရအောင်မယ်ချစ်တဲ့ဇလံအစိုး